အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ video share လေးမစခင်မှာ channel လေးကို like and subscribe လေးလုပ်တော့ပေးဖို့အနှုံတောင်းဆိုပါရစေခင်ဗျာ Okay စီစဉ်လေးစမယ် Let's go အကိုကြီးကေဗင်ကိတ်ရဲ့စာပေဟဲ့ဒါမဲ့မပြမယ်စာပေဆိုတာအချိန်နဲ့ယူရင်အင်ဒရေရှင်ပဲယူတယ်တော့မှစားစော်ရည်မယူချိန်တိုင်ယူရင်အင်္ဂလိပ်ရှင်ပဲယူတယ်ဘယ်တော့မှစားဆုံးမျိုး Okay ဒီနေ့ကွန်တူလေးရဲ့ဗီဒီယိုပဲရင်းစီတက်တာလုပ်ပြီးမှဖြစ်တဲ့အတွက်မင်းကအညမစားတော့စားပြီးတော့ဒီရက်ွက်ထဲကိုမင်းလာရဲသေးရဟဲ့လားဘာဖြစ်လို့မင်းမစားခိုင်းနေမင်းကစားခိုင်းနေတယ်မင်းကစားခိုင်းနေတယ်အားရပြဟုတ်လားဟုတ်လားပြဘာဖြစ်ရလဲဒီမှာဘာကြရှိဘာဖြစ်ရမှာလဲကွာထုံးတယ်နဲ့အသားစမှုစာကိစ္စကိုအသားစမှုစာဆိုတော့ဝတ်သားတို့ကြက်သားတို့ထည့်ထားတဲ့စမှုစာလားအသားတို့ကြက်သားတို့ထည့်ထားတဲ့စမှုစာလားအဲ့လိုမျိုးလားဘယ်လိုသားစမှုစာလဲ Okay ငါစားရတယ်ဒီကောင်ညမလေးအဲ့ဒါမှတော့သားငါ့ကိုပိုင်လာတတ်ကိုကြီးကေပြောမင်းကပြောတယ်မင်းမကိစ္စမရှုပ်တော့နဲ့မင်းအဲ့အားနေအဲ့အသားစမှုစာကိစ္စလည်းမရှုပ်နဲ့ကွာမင်းတို့လည်းစိတ်ညစ်တယ်ကွာမင်းတို့လည်းတွေ့လေမင်းတို့ဟောရေးလေတရားချတယ်မင်းတို့နှစ်ကောင်တော့ငါအမြဲပြောတယ်တိုက်ထပ်မှတ်ထားတာထပ်ပြောမယ်ငါဘောမှာအမင်းမစားဘဲနဲ့လေနေနိုင်တယ်ဘာစောက်လုံးမှမလုပ်ဘဲနဲ့နေနိုင်တယ်ဒါမဲ့သားကြီးရဲ့အသားစမှုစာလည်းမပတ်သက်ပဲမနေနိုင်ဘူးအကြိုက်လို့ပါကွာအကြိုက်လို့ပါတောင်းမှပါတယ်မင်းတို့လေနော်အကြိုက်မင်းတို့လေနော်အကြိုက်လို့ပါမိမဆိုတဲ့အမျိုးอ่ะသူတို့စောက်ရမ်းနေချစ်စောက်ရမ်းနေပေးဆက်ပြီးကောင်းတယ်ဘယ်တော့မှမချစ်ဘူးအဲ့ဒါတွေကိုခြေတာမိမဆိုတဲ့အမျိုးอ่ะသူတို့စောက်ပြီးမဆိုင်နဲ့သူတို့စောက်ခွက်တွေပါရိုက်သူတို့အကြောင်းမကောင်းပြောအဲ့လိုကောင်တို့တဲလောက်ချစ်တာအဲ့ဒါကိုမိမလို့ခေါ်တယ်အဲ့လိုမိမရဲ့သူကငါလို့စားပေးရှိတာစမ်းလို့လားကွာမင်းဘယ်လိုနေတာမရောက်မှာစားပေးတယ်စားပေးဆိုတော့ဘာလဲဆိုရင်တော့စော်တပွေကိုကြည့်လိုက်တာနဲ့ဒီစော်ဘာလဲဒီစော်ဘာလို့စားလဲဒီစော်ဘာကြိုက်တတ်လဲအရာအားလုံးကြိုသိနေတာစားပေးလို့ခေါ်တယ်ပါလဲမစတာဘလေအောင်နော်လားဒါတော့တွက်ချက်တော်ရတာတွက်ချက်တော်ရတာအားလည်းပါလေစားပေးလည်းပါလေစားပေးချစ်တယ်ကွာချစ်တယ်ပြန်တိုက်ပြီအဲ့ဆောတိုက်လို့တိုက်တယ်ဘာဖြစ်လို့ပြန်အဲ့ဆောမင်းတို့ဆရာကြီးပြောကြမလို့တည်တယ်ဒါကြီးပြောကြမလို့တည်တယ်သူကြည့်တယ်ဒီစောပုံသားဘလို့ပုံလဲဆိုတော့သူအကုန်သိပြတာနေတို့ပဲရုပ်တက်နေတာတွားရုပ်မတက်နဲ့လော့ထားလိုက်အမွေရဖြက်စီးအောင်မယ်ဟဲ့ဟုတ်တယ်ဖြက်စီးတာမင်းတို့မေးတာသူ့ကြောင့်မဲဟုတ်လေမေးစရာမလိုတိုက်ငါပါစားပဲအေးစားပဲဆိုတော့စော်တော်ကြည့်ရတယ်နဲ့ဒါဘာလဲဆိုတာတတ်တည်တယ်သဘောပေါက်လားဒီစော်တော်နန်းဆန်တာနောက်တစ်ယောက်မရှိတော့ငါဘောမှာကွာအတူတွေအပြက်တွေဝင်းတဲ့စော်တွေပဲစားခဲ့တာတကယ်စားစော်ကြီးပဲတွေ့ခဲ့တာဒီတစ်ခါတော့စားစော်ကြီးမဟုတ်တဲ့နန်းဆန်ဟာမချစ်ဒီမှာဝမ်းဆက်လေးတယ်ဘလို့နန်းဆန်လဲကွာဟုတ်ဘူးတာကြီးငါပြောပြမယ်အဲ့ဟုတ်ဘူးမင်းကတော့တော်စိတ်နဲ့လုံးနေပြီပဲဟဲ့မလုံးနဲ့ငါမပြစားပဲဆိုတာအချိန်နဲ့ယူရင်အင်ဒရေရှင်ပဲယူတယ်တော့မှစားစော်ရည်မယူအေးဒီလိုမျိုးအင်ဒရေရှင်ကိုစောင့်နေတာတော်တော်ကြာပြီပေါ့ကွာမင်းတို့မေးမယ်မင်းတို့အဲ့ကိတ်ပြောတာအဲ့ဆိုအဲ့မေးယူမှာမလုပ်လို့လားအေးဟုတ်တယ်အာကြိုက်ပြီစားပဲ
တသိန်းလေးတောင်းတယ် တသိန်းတောင်း3ရက်မြောက်တသိန်းတောင်းတဲ့တစ်ခါအောင်ဒီနေ့လေတသိန်း2000တော့ကြာနော်ကြာပါဘောရှင်ဝဲဒီလိုလေရှင်မလည်းပြန်ကြည့်အောင်ဒါတော့မှရှင်ကို5%ရှော့ပေးတာ5%နဲ့ရှော့တာပေးတယ်ဟောဒါတော့မှ5%ရှော့တာလားကျေးဇူးပါပဲနော်ကျေးဇူးပါပဲနော်ဒါနဲ့နေသမ်းမောင်ရှင်ကိုကျွန်မမေးမယ်လေမေးပြီဟုတ်ပြီရှင်ဒီကိုလာပြီးတသိန်းကျော်ကိုရှင်ဝယ်သွားတယ်နောက်ပြီးရှင်စားရတယ်မို့ချင်းငယ်ချင်းရှင်အကုန်ပေးပြတာဖုန်းကြောင်ဖို့ဘာမှမဟုတ်ဖုန်းကြောင်ဖို့လာအဲ့ရှင်ပေါ့တာဟာအိမ်မေးများမေးပါမလားလို့ပြောချင်တာကြာပြီဘာလို့အောင်မလဲကိုကမြင်လာလေးကိုမြင်လို့ပေါ့ကွာမြင်လာလေးကိုမြင်ရမယ်ဆိုတသိန်းလဲမဟုတ်10သိန်းလဲပေးတယ်သိန်း100လဲပေးတယ်အဓိကအဲ့လိုပဲပြောရတာပဲစတော့လေးကိုမြင်ရဖို့လေရှင်တော့ပေးတဲ့လူပဲရှင်ကျမတို့နဲ့အဲ့တော့ဒီပစ္စံ300လို့ဟုတ်တယ်ဟမ်ဘာပြောတာလဲဘာပြောမှာတော့ရှင်ကိုကျမရှင်ဒီမှာဝယ်နေပစ္စံတွေကကျမရတာမဟုတ်ဘူးကျမတတိကုန်ရတာဟုတ်တယ်တစ်ခေတ်ပဲရသွားဆိုင်ပေါ်ထားတယ်ပဲရမှာဟုတ်ဒီမှာကျမရှင်ကိုရှင်းပဲပြောတော့မယ်ရှင်ကျမကိုတွေ့နေတာမှာတင်းချီ3နေကြအောင်မလို့ရှင်ကျမကိုတ냐ခေါ်မှာ9000မရှိ9000တ냐ခေါ်မှာ9000တစ်ချက်ခေါ်မှာ9000ကွာနှလုံးသားမရှိဘဝကိုငါပိတ်ဆိုင်ရလို့ဤကြောစရာဆိုမရှိတစ်ဖက်တည်းယူမိုင်းစားရတာလက်ညှိုးနဲ့ချောင်းလေးတုံတန်းကြီးငါလိုဘဝပါနေရောက်ချစ်ထွင်းလေနေအပူတန်းခံပြီးငါရဲ့ငါပေးပါပဲအေးစားမင်းကိုရှာဖို့ကြည့်တယ်ငါပါတယ်တော့တန်းတယ်ဘောပေါ့ရင်ကိုခွဲတော့ပေါက်သွားဝဲထွက်ပေါ်ပါတော့နေပြောခဲ့သူများကိုလေငါကောင်းကြီးချရပါပဲစိတ်တိုင်းအင်္ဂလိပ်ရှင်ပဲကြည့်လို့လာတယ်တော့ယူတော့ခဏနေဟာသူငါ့အခုနောက်လိုက်တာလားမသိဘူးပြောင်းလိုက်တာဘာမှအတီးမှုပြောင်းလိုက်တာကိုဗစ်ကာလာမို့လို့မြို့4000ခွန်းနဲ့လုပ်ပေးလိုက်မယ်9000ကို4000ခွန်းနဲ့ပြန်လုပ်ပေးမယ်အကြီးကြီးတယ်โอเคအခုလိုကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်တယ်နောက်လည်းကျွန်တော်အားပေးပါအောင်လို့ဒီကနေနှုံညော့တောင်းဆိုချင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးပါအောင်လို့နှုံညော့တောင်းဆိုကြချင်ခင်ဗျโอเค good night ပါဒီညကတော့ဒီလောက်ပါပဲโอเคနောက်မှတစ်ခါပြန်တွေ့တာပေါ့ see you bye